ဒါပေမဲ့တရားပေါက်တစ်ခုပြောနိုင်တာကတော့အခုအတွေ့အကြုံပေါ့နော်တတန်းအတွေ့အကြုံကပြောနိုင်တာတော့မနိုင်နိုင်စစ်တပ်ကိုနိုင်ဖို့အတွက်ဦးတော့ဘသူကြီးရအမျိုးပေါ့ဆောင်းပါးလေးပေါ့အမမတင်ဖတ်မိတယ်အေးတသားကသိန်းဘလောက်တန်တယ်ပေါ့သိန်း900တန်တယ်ပေါ့အခြားတိုင်းသားတသားကသိန်း300တန်တယ်ပေါ့အညာသားဗဒတ်တကောင်ဟာတနတ်တက်လက်စာရှိတယ်4ယောက်ပေါင်းမှတက်လက်တနတ်တက်လက်ကသိန်း200တန်ရင်တယောက်ကိုသိန်း50ပဲတန်တယ်စဉ်းစားကြည့်ပမာတွေဖြစ်နေတာအခုကရခိုင်မျိုးဖြစ်တယ်ကွာတိုင်းသားဖြစ်တယ်ဆိုတော့အခုတော့ဘာပြောရမှမရှိတော့တာလီမြည်လိုက်တော့ဗမာဖြစ်နေတော့ပြောရတဲ့စကားတွေကဖြစ်လာတယ်သိရမလားစိတ်မကောင်းဘူးနော်တော့တုံးသလားပေါ့အခုပြောချင်တဲ့ပွားရတုံးသလားပေါ့အဲ့လောက်ညံ့သလားပေါ့နော်ဘာလို့အဲ့လောက်ညံ့ညံ့လာလဲပေါ့အဲ့လောက်တော့ဒုက္ခမရှိဘူးလားဆိုတဲ့အပိုင်းကနေအခုကစဉ်းစားလာပေါ့နော်ဒေါ်လာကြီးလို့ပြောပေမဲ့ဘာဒေါ်လာကြီးမှလည်းသိချာမသိဘူးဘာလို့နေကြမှလည်းမသိဘူးအခုအနူကြီးတဲ့ပိုင်ဆိုင်မှုကတန်ပေါင်း100နီးပါးလောက်ရှိတယ်အမေရိကန်ပြည်ထောင်စုတစ်ခုတည်းမှာလေအဲ့ဒါသူတို့ပိုင်နံပါတ်တွေတော့ကိုသိဘယ်ရကြလဲလူလူတွေကပေးလာတဲ့ပတ်စံလေးဘာညာကွေးကွာပေါ့ကွာသူလိန်ထားတယ်ညာထားတယ်ကောက်ထားတယ်ဘာညာပေါ့ထားပါတော့ဒါပေမဲ့သူတို့သားသမီးတွေကြတော့ဘယ်မှာလဲဟိုကဟိုကျွတ်သွားပေါ့ကွာမိမော်ကိုဟို highlight လုပ်ပြီးပြောရင်တော့မှသူကိုယ်တိုင်နိုင်ငံသားမှာတော်ထဲမှာပုံစံမျိုးဓာတ်ပုံတွေရိုက်တင်တယ်ဟိုပါလေမလေးကအညာသားအမဲကောင်လင်းသူတို့လင်များနေအောင်သူတို့သားသမီးအမွှာညီကလေးတွေကြတော့နိုင်ငံရေးသားမှာပညာခေါင်းတွေတင်ပညာရက်တွေတင်လူဖြစ်အောင်ကြိုးစားကြတယ်အဲ့တော့အခုပြောနေတာကဒီလိုကွာကွာအများလေးစားတယ်ကွာဗိုလ်ချုပ်အောင်ဆန်းလို့ပဲအခုပြောမယ်ဗိုလ်ချုပ်အောင်ဆန်းကြတော့သူသားသမီးရေးတဲ့သူကြီးမဆိုင်သူမိမလည်းကြီးမဆိုင်ဘူးနော်သူတိုင်းပြည်လွတ်လိုက်ရတဲ့ကြိုးစားတယ်ကြိုးပမ်းတယ်တိုင်းပြည်လွတ်လိုက်ရတယ်ဒါအတူချုံပြောလိုက်တာအထဲမှာအနစ်ဒီအမြစ်ဒီအပြစ်ဒီပြောရင်ပြောစရာအများကြီးရှိတယ်လူဆိုတာသမိုင်းကြောင်းရဒါပေမဲ့လူတွေကဒီအပေါ်ယံမဲ့တည်ပြီးတော့အပေါ်ယံနေပဲပြောကြတာဆိုင်းဆရာတွေကလည်းဒီအပေါ်ယံနေပဲပြောကြတာဟုတ်အဲ့ဒါဥနုဆိုလဲဥနုကဖရာတရားဘယ်လိုရှိကြောင်းဘာရှိကြောင်းညာလဲဥနုဖာချတဲ့ကြောင်းဘူးမှမပြောအဲ့အကူကပြောတာမဟုတ်ဥနုကိုလိုက်တာတီစနေသားမှာတဲ့ရေးတာဆိုတော့စာရီဖတ်စီခြင်းတယ်ပေါ့ဟိုကအဲ့လိုဒီအပေါ်ယံလေးတွေပြောတာကိုယုံကြည်ပြီးတော့လိုက်လုံနေခြင်းဟာငါတို့တော့မမအောင်ငါတို့လောက်တာမှန်တယ်ဒါဒီစစ်အစိုးရကိုတိုက်မပြောဘူးစစ်အစိုးရကိုတိုက်တာလားမိမိကိုယ်၌မိမိဖြစ်ချင်တဲ့ဆန္ဒအတိုင်းမဖြစ်သည့်အတွက်ဒေါသမောဟလောဘတွေဖြစ်ပြီးတော့မိမိဆန္ဒအတိုင်းဖြစ်ချင်ရဖြစ်လှုပ်ချင်ရလှုပ်နေကြတာလားအခုငယ်စဉ်ဘွားကဥအောင်လင်းသမီးဗိုက်ကြီးတဲ့နဲ့လုံသေးရမရင်းကြီးတယ်ဆိုပြီးတော့ဗိုက်ကြီးတယ်ဆိုတဲ့အကြောင်းပြောသလိုဟောအကိုတို့လည်းဂျင်းမိခဲ့တာပါဒါတဲ့ပြောတာအကိုတို့ကချင်းမုံဦးသားဦးခေါ်ဥအောင်ဗလာစာပေတွေနဲ့ဒေါက်တာအောင်ခေတ်စာတွေနဲ့ဦးတင်မောင်ဝင်းစာတွေနဲ့ဦးလူရဲ့စာပေတွေနဲ့စန့်ကျင်ဘက်တွေနဲ့အကိုတို့ကလူဖြစ်ခဲ့တော့တစ်သက်လုံးအကိုတို့ကဒါမကောင်းဘူးလို့ပဲမြင်ခဲ့တာဒီလိုတွေသူတို့လုပ်ခဲ့တယ်လို့မယ်ဒါပေမဲ့ဒါတွေကဂျင်းနေဆိုတာတော်တော်ကိုကြာပါအကိုတို့သိတဲ့အတိုင်းနဲ့ကိုပြောတော့ဦးချာတိတ်တွေတော့လာလှောင်တယ်မလေးအကိုကခံခဲ့ရတော့ကျွန်တော်တို့မပါဘူးလို့ပါတော့ဒါဒီလိုပဲပြောကြတာပေါ့
ဒါပေမဲ့အဲ့ဒီအချိန်ခါ situation ကိုအဲ့ဒါအများနဲ့ပြောတော့ကိုပြော situation ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီအချိန်မှာကိုခံခဲ့ရတာကိုကွယ်အဲ့တော့နောက်လူတွေအခုလက်ရှိလူဖြစ်နေတဲ့လူတွေအခုလည်းအသက်အများကြီးငယ်တဲ့လူတွေတို့ဒန်းလူတွေအမြင်မှရစီချင်တာပေါ့အဲ့ဒီရခြင်းနဲ့အခုကပြောတဲ့အခါဒေါသမောဟတွေပါတော့ဆဲတာတွေကများနေရောဆဲရဆိုလည်းဒီလိုကွာဆဲကြီးလို့ဘူးဆဲတာတို့ကရန်ကုန်သားဆဲတတ်တယ်ဟိုရာသာနေဝင်းဟိုဦးကြောင်ကြားကောင်သိရမလားသူ့ဘေးအသေးကနေနေရလူမှာဆဲသွားဆိုဟိုတနေ့ကငါကြည့်လိုက်ရတယ်ဆဲတတ်တယ်ဆိုတာလေဆဲတတ်တဲ့လူတွေနဲ့အခုကအတူလူဖြစ်ခဲ့တာဟုတ်ဒါပေမဲ့အဲ့လူတွေကိုစောက်ချင်လို့တော့မလဲဆရာကြီးကြီးသိရမလားသူတို့တွေရတယ်အလားလားမှာဆဲဆိုပြီးတော့ပြောကြတာဟုတ်ကွာတော့ပါရဲ့အောက်ပိုင်းနေနဲ့လေးလေးရှိနေတိုက်ပြီးတော့ပြောကြတာဟုတ်ကွာဆိုအစိမ့်မြင့်နေကြီးကဆဲဆိုခြင်းအပေါ်မှာမဟုတ်ဘူးကွာအစိမ့်မြင့်နေခြင်းဆိုအတိညာပေါ်မှာမူတည်တာကရုဏာဒေါသောနဲ့ဆဲဆိုခြင်းအပေါ်မှာမူတည်တာမဟုတ်ဘူးကွာအဲ့တော့ခုနအခုပြောသလိုပေါ့အကြောင်းအရာအားလုံးကအကူတော့ဂျင်းတဲ့ခါတော့အဲ့ဂျင်းထဲမှာကူတော့မိနေတာအဓိကပြောချင်တာဂျင်းမှာဥနုကိုနိုင်လဲဂျင်းမိတာဟုတ်ဥနုရဲ့စကားတွေဥတင်မောင်ရဲ့စကားတွေချင်းမုံဦးတောင်းရဲ့စကားတွေဒေါက်တာအောင်ခေစကားတွေဘသူစကားတွေပေါ့အကူတော့နားထောင်တာအဲ့ဒါကိုဘိုးကျော်ငင်းကဥကျော်ငင်းသားဖြီးတယ်ဒါပေမဲ့သူလည်းမရအောင်ဒါကြောင့်လူတော့ပြောတဲ့လူအုပ်ကြီးဝါဒကလွှမ်းမိုးနေတာအခုတို့တိုင်ပြီယေရှုဘာကြောင့်တည်လဲဆိုလူအုပ်ကြီးဝါဒကြောင့်တည်တာအခုရေးမှုတယ်ဒီစားအခုရေးရတယ်ကိုကပြန်ပြောရတာတစ်ခါကြတော့သိရမလားလူကြီးကအမြဲတမ်းအော်တဲ့အခါမှာလူနည်းစုကနားထောင်ရတယ်အဲ့ဒီသဘောဖြစ်တာပါပဲအခုလည်းလူအုပ်ကြီးဝါဒဗမာပြည်မှာလူကြီးဝါဒကြီးစိုးနေတာပဲအဲ့ဒီလူကြီးကဟိုကအကိုတို့ဘလောက်ရည်သူဒီစာမျက်နှာတွေမမြင်အောင်သူလှုပ်ထားနိုင်တယ်သိရမလား Telegram ရှိလို့သာလူထောင်ကျော်လောက်မြင်တာလူ4-5တောင်မြင်တာ4-5တောင်မြင်တာမဟုတ်ရင်မမြင်ဘူး Facebook မှာသူကအသေးလှုပ်ထားတာသူတို့ဘာမဟုတ်တဲ့မိမတယောက်သူတို့ကော့နေတစ်ပင်လေးတစ်ပင်ကိုမှီပြီးတော့ကော့နေအဲ့ဒါသားနဲ့ချီပေါက်ထွက်သွားတယ်အဲ့ဒါလို့ဖြစ်အောင်ကိုဒီတိုင်းကြီးကလှုပ်ထားတယ်ဇူကာဘတ်တို့ကလည်းလှုပ်ထားတယ်ဘာလို့အရင်အဖွားကြီးနဲ့ပေါင်းတာဟုတ်သူတို့ကအဖွားကြီးကပတ်စံပေးခဲ့တာဟုတ်ဒါကိုယနေ့ဒီမချေဖြတ်နိုင်ဘူးလှုပ်တော့လှုပ်တယ်ဒါမပြတ်နိုင်ဘူးဆိုတော့အခုတို့ပြောတဲ့စကားတွေကနောက်ဆုံးကဟိုးရင်တွေကပြောတယ်လူတစ်ကောင်းမှတရားတော်ပေါက်ရင်ကျင့်တတ်တယ်ရတယ်အဲ့လိုဆိုရတယ်ဘာသာရေးစီးပွားရေးလူမှုရေးနိုင်ငံရေးတရားတော်ပဲပေါက်အဲ့ဥပမာတွေဥပမာတွေနဲ့ပြီးတဲ့အခါမှာမြင်ကဆွဲပြီးရတဲ့အခါမှာမစီမနိုင်ဘူးလည်းပါသွားလိမ့်မယ်မတတ်နိုင်မြင်ရမှများတော့ပြောချင်တာပေါ့ဒီသဘောပဲအခုပြောချင်တာပါလဲဆိုလူတွေတို့တွေအယိုးဆွဲနေတဲ့လူတွေအကြောင်းအရာတစ်ခုပါဘာသာရေးလူမှုရေးမှိုင်းနေမိနေတာအခုတို့လည်းမိခဲ့မမိစီရင်တော့လွတ်စီခြင်းတယ်အခုဆိုအရန်လွတ်လပ်တာလွင့်နေတာကူကအဲတော့အခုမှဘာသာရေးဆွဲတာဘာမှမရှိတော့တစ်ချက်နှစ်ချက်လူတွေပေါ်ခင်မင်တွေ့တာချင်းတိုင်ရောစီရှိခြင်းမရှိဘူး mostly မရှိဘူးတယောက်နှစ်ယောက်ရှိတယ်အခုတကယ်မြန်လို့ရတဲ့ရှိတယ်ဒါမျိုးတွေတော့ရှိတယ်တော့ပဲအရင်ချာရောမရှိဘူးတယောက်မရှိဘူးအဲ့တော့မမီဘူးသူတို့ပြောလို့မရအောင်သူတို့ဘလို့မှနားလဲအောင်ပြောလို့မရတော့ကိုယ်လည်းမြောက်လိုက်ကိုယ်လက်လျှော့လိုက်တယ်သူ့ဘဝနဲ့သူသွားလိဖြစ်မိခံမောဟုတ်လားအဲ့ဒါပဲအဲ့တော့ကိုဖြစ်ကိုခံဆိုတော့ပြောချင်တာပါလေဆိုအခုတော့နိုင်ငံသားမှာနှစ်ပေါင်းများစွာနေခဲ့တာကိုဘယ်လိုရက်တည်ရမလဲဆိုတော့ကောင်းသိတယ်အဲ့တော့မတုံဘူးအသက်ရွယ်တော့ဝါတိတ်တော့မငယ်တော့ဘူးပေါ့နော်ဒါပေမဲ့ကြားသေးတယ်လူငယ်လေးတွေရှင်းပြီးတော့အခု
အလုံးလုံးတယ်ပြောဆိုတယ်သွားလာတယ်နေထိုင်တယ်ယနေ့တိရှိတယ်အခုနဲ့ပေါက်တဲ့လူ16နှစ်16နှစ်ဒီမနိုင်ငံသားသားလေးတွေအခုအရာအခုကြီးပေးတာအခုသူတို့အခုပဲခေါ်တယ်ဦးလေးတော့မဟုတ်ဟဲ့ငါမင်းတို့အဖေရွယ်အခုရွယ်သူတို့ဘာပဲရှိတယ်သူတို့မှရှောက်ပြောမနေ get the fuck off သူတင်မလားငါကျုပ်ကိုတဲ့ငါတော်တယ်ငါစကားပြောတာပါညာပေါ့အခုတော့စကားပြောတတ်တယ်လူတယောက်ကိုစီယုံတတ်တယ်အနီးနားမှာရှိအဝေးမှာလည်းစီယုံတယ်ဆိုတော့ကိုဘောင်ထဲဝင်အောင်စီယုံတာမဟုတ်ဘူးအတွေးအမြင်ပေါ်စီအောင်စီယုံတာအဲ့တော့ခုနကပြောတော့နိုင်ငံရေးဆိုတာလေဒီလိုပဲသူအတွေးအမြင်ဘာသာရေးဆိုတာလေအတွေးအမြင်သွားတာဓမ္မဥချဒါပဲဆိုပြီးတော့မင်းအခုခေတ်လူတွေသွားပြောလို့မရအောင်အခုခါစောစောကပဲဘာဘာမိုးတော့ဗောနော်အဲ့ဒီဖះကြောင်ကြီးတယ်ဒါပေမဲ့ဗမာတို့တော့အဲ့လိုမထွက်ဘူးထွက်တဲ့အတန်တွေကိုပြောပြတယ်ဘာတော့ဘုဒ္ဓဘာကြောင့်ခေါ်တယ်လဲဘယ်နေရာမှာရှိတယ်လဲဒီဖះကြောင်ရဲ့ရက်တည်မှုဟာနှစ်ပေါင်းထောင်ကျော်နေမှ1980ကျော်နောက်ပိုင်းမှအင်ဒိုနီးရှားအစိုးရဖော်ဆောင်တဲ့ UNESCO ဝင်အောင်ဘာညာပေါ့အခုနည်းနည်းလေးကြီးတာအခုအများကြီးတည်တယ်အဲ့ဒီအကြောင်းအဲ့လိုပဲတို့ဗုဒ္ဓဘုရားကအတွေးခေါ်ပေးတဲ့ခါမှာစာအုပ်ထဲကအတွေးခေါ်တွေမဟုတ်ဘူးအဲ့ဒါတွေပြုပြင်ပြောင်းလဲမှုတွေနဲ့သွားတာသူပေးခြင်းတဲ့ message ကအဲ့ဒီတဲ့ပိုလေးနှစ်တယ်အဲ့ဒီတဲ့ပိုပြီးတော့ net shine တယ်ဓမ္မဥချဆိုတော့တင်တာတို့လမ်းစုံနေတာတို့ဘာနေတာတို့ညာနေတာတို့ဘာညာတင်တော့မှညာလည်းတင်ရမယ်လို့ဘယ်နဲ့တင်ရမယ်လို့ဘယ်လိုတင်ရမယ်လို့ပခုံးအားလုံးက traditional အနေနဲ့ပဲပြောလိုက်ဒါပေမဲ့လက်တွေ့မှာအဲ့ဒါတွေမဟုတ်ဘူးလက်တွေ့မှာသူကျင့်ခိုင်းတဲ့အကျင့်အကြံသူဘာကြောင့်ကျင့်တာလဲဘယ်လိုသွားကျင့်တာလဲဘယ်လိုသွားတွေ့ကျင်တာလဲဘယ်သူတွေတွေ့ကျင်တာဘာလို့လွတ်မြောက်ချင်တာလဲအဲ့ဒီမှာဥနုအဖေပြောတဲ့စကားလုံးအခုညှက်ပြောမယ်အတာတီစနေသားမှာပြောပါတယ်အခုပြောတာမဟုတ်ဘူးမယုံတော့ဖတ်ကြည့်ရစားအခုတော့ဟိုချက်တိပေါ်တွေကဖတ်ရစားဟုတ်အခုကောင်းလေးမှမြင်တာအခုပြောမယ်သူ့အဖေမေးအဖေကုသူကပါလေအကုသူကပါလေအဲ့တော့အဖေကပြောတယ်32ပုံငါစပြောရမှာကွာငါလည်းမပြောနဲ့အဲ့ကုသူနဲ့အကုသူပြောတော့ကုသူက10ကျက်အကုသူ10ကျက်ပေါ့စသဖြင့်ဥစ္စာထုံးကြီးရှင်းတဲ့ခါမှာဟာဒါဆိုရင်ကျွန်တော်မဟုတ်တာတွေအများကြီးလုပ်ခဲ့တာအဲ့သူ့ဖေဥစ္စာထုံးကဘာပြောလဲလူလေးတဲ့လူတွေကပုထုဇဉ်ဖြစ်တယ်မဟုတ်တာတွေလုံးမှာပဲတဲ့ဒါပေမဲ့အဲ့ဒါတွေကလေးသိချင်းနဲ့ကဘာသိန်းဆိုခြေတာဟုတ်တဲ့ဖះတခိုးလည်းဟုတ်တယ်ဓမြလည်းဟုတ်တယ်မရင်းကောင်လည်းဟုတ်တယ်မိမလည်းလိုက်စားတယ်ရက်လည်းတောက်တယ်လူလည်းတက်တယ်အကုန်လုံးတည်တယ်မင်းဒါပေမဲ့လေးသိချင်းနဲ့ကဘာသိန်းဆိုပြောလိုက်တော့မင်းနေနိုင်တာအသက်80 90နေတယ်လေးသိချင်းနဲ့ကဘာသိန်းဆိုဝေးမနေဘူးလားအဲ့ဒါကိုလူငယ်တယောက်နားလည်ဘူးမင်းမလွယ်ဘူးသူကအဲ့လူငယ်ယုံကြည်အကြောင်းဘာမှမရှိဘူးအခုတော့လူငယ်ဘဝမှာဒါကိုဖတ်ရတော့အခုတော့ဘာသိသွားလဲဆိုလွဲနေတယ်ဥစ္စာတုံးရှင်းတာလည်းလွဲတယ်ဥနုနားလဲလိုက်တာလည်းလွဲတယ်ဥနုကငယ်စဉ်တည်းက16နှစ်သားတွေကဖာချတာတက္ကသိုလ်ကျောင်းဒုတိယနှစ်ကျောင်းသားကြီးဖာချနေတော့ငယ်ဒါဆိုအဲ့ဖာသမားလေးကိုလက်ထပ်မယ်လုပ်တယ်လေလုပ်တော့သူ့တငယ်ချင်းအခါမောကအဲ့ဖာသမားလေးကိုအရင်ကြိုသွားကြိုပြောပြီးတော့တိုင်ပင်ညှိနှိုင်းလိုက်ရတဲ့အဲ့ဥနုနဲ့အဲ့သူ့တငယ်ချင်းနဲ့29လထိပ်မှာရံပြကြတော့ကလားတွေကဝိုင်းဆွဲရတယ်အဲ့တော့ဥနုကမင်းကိုတတ်မယ်မညာဆိုတော့မင်းအခုမသိသေးပါဘူးကွာတဲ့မင်းနောက်တစ်လကြာတော့သိမှာပါဟောတယ်နှစ်လကြာတော့မင်းသိပါလိမ့်မယ်တဲ့ငါကျေးဇူးဟိုတဲ့အဲ့တော့ပြည်စာမာလေးကိုလက်ထပ်ဖို့တစောက်ကန်တဇွတ်ထိုးလုပ်တဲ့ဒုဗမာရဲ့အကျင့်ဟာတော့တန်တားတာပေါ့ကျင်နာတာပေါ့သူဒီကောင်မလေးဒီလိုဖြစ်တဲ့ဘဝသူဝင်ပြီးတော့စာနာပြီးတော့ချမယ်ပေါ့ပြုတ်မယ်ပေါ့ကွာသူလုတ်တာပေါ့သူအနစ်နာခံမယ်ပေါ့နစ်နာခံနေတဲ့စိတ်တနာတဲ့စိတ်ကျင်နာတဲ့စိတ်တို့လူမျိုးမှာရှိတာဥနုကဒါကိုဖော်ပြသွားတာဒါပေမဲ့ဥနုရဲ့သူ့ရဲ့တစောက်ကန်းလုတ်တဲ့စိတ်ကိုလည်းသူဖော်ပြသွားတယ်မချွင်းမချံပေါ့ဥနုရိုးသားတယ်ပေါ့နော်ဒါဒီစနေသားမှာအဲ့တော့အခုပြောကြည့်တဲ့ပွဲရပါလေဆိုဒါပေမဲ့ဥနုကအဲ့ဒီကစပြီးတော့သစ္စာ၄ပါး
ဘာညာသူစောင့်ထိန်တယ်ဥပုပ်စောင့်တယ်တရားထိုင်တယ်ဘာညာတည်ရတဲ့သူတရားထိုင်သွားတယ်ပေါ့။သူကဘာဖြစ်လဲဘာမှမဖြစ်ဘူး။သူဘယ်ရောက်လဲငါတို့လည်းမသိဘူး။အဲ့တော့ဘုရားတော်မှာဝါဥပမာလေးအသိချင်းနဲ့ကဘာတသိန်းဆိုတာပြောတာဟုတ်ပါ။စကားအရပြောတာ။ဒါပေမဲ့ငါတို့လူဘဝနဲ့တွက်ပြီးပြောတာ။ Interstellar အရာပြောမယ်ဆိုရင်မင်းကအလင်းနှစ်30လောက်ဝေးတဲ့နေရာမှာမင်းက4ရက်တာသွားနေတာဒီမှာပြန်လာတော့သူ့သမီးကအဖွာကြီးဖြစ်သွားတယ်သူကတော့35နှစ်က35နှစ်ပဲ4-5လပူကြီးသွားတာပဲရှိတယ်ဘာကြောင့်လဲ distant ဆိုဘုရား distant အကြောင်းကိုလူတွေနားလည်အောင်ယနေ့ဒီလေလူတွေနားလည်အောင်ရှင်းပြနေတဲ့ပုံကိုတရားမှမရှိဘူးဘုရားဟောတွေဆိုပြီးတော့ပါဠိတွေပုဒ်သက်တွေနဲ့တို့တက်တယ်လို့နတ်တယ်လို့ရှောက်ပြောနေရှောက်လိန်နေကြတာတကယ်တမ်း distant အကြောင်းကိုဘုရားပြောသွားတာတိချာလေးလာအဲ့ distant ကို तू သိသွားတာအဲ့တော့အဲ့ဒီအကွာအဝေးအလင်းနဲ့လိုက်ကြီးရကို तू နားလေသွားတာအဲ့တော့တို့တွေက we are not alone ဆိုတဲ့တို့တွေကအပြားအလုံးကြီးမဟုတ်ဘူးတို့တွေကြီးပဲကဘာကြီးမှရှိတာမဟုတ်စัจ java ထဲမှာ universe ထဲမှာအများကြီးရှိတယ်တခြားအသက်ရှင်နေရှိတဲ့လူတွေဆိုတာကိုလေသူထည့်ပြောသွားတာတို့တွေနဲ့သိကွာတဲ့အတွက်တို့တွေကမသွားနိုင်ဘူးတို့တွေကစိတ်အပိညာဉ်နေနဲ့စိတ်စီတသိက်တွေနဲ့သာသွားနိုင်တယ်ဆိုတာကိုဘုရားကလူသားဆန်ဆန်လူသားပြပြတတ်တာသူကြင်ကြံခြင်းကိုပြောသွားတာအဲ့ဒီမှာသူတွေ့ရတဲ့အတွေ့အကြုံအဲ့တော့သူတို့ခင်မှာတို့ခင်မှာအဲ့ဒါစနေငါးနေ့ဆိုရဟန်းရှင်ပြုသူပဲသူတို့ခင်မှာလဲဂင်းကမြေဝမ်းဘေးကိုသွားပြီးတော့တရားကျင့်ကြတာဟာသူတို့ရဲ့အိန္ဒိယနိုင်ငံဒလိထုံတန်းစင်တာဟုတ်ပါအဲ့တော့သူလည်းသွားတော့ဟိုခွာတဲ့ကလမမြင်ပြီးတော့ဒီလာဒါနဲ့ကြီးစားငှက်စားပြီးတော့သေမဲ့အကောင်ထဲမှာတကောင်ပဲလို့အဲ့ဒါလို့မြင်နေအဲ့ဒါလို့ပြောလိုက်တော့ရေရွတ်လိုက်တော့ तू ကအနာနာမှာရှိတော့ဟာဗျာအဲ့ဒါကျွန်တော်ဘာလုပ်ရမလဲအဲ့တော့မြတ်စွာဘုရားမဖြစ်သေးဘူးပေါ့တပ်ပြီးညုတညာမရသေးဘူးပေါ့7 sets မရသေးဘူးပေါ့အဲ့ဒီမှာတိဋ္ဌရမင်းသားလေးကမေးတော့ခွာတဲ့ကပြောလိုက်တာဟဲ့ဒီစက်ကလားလေးလုံးလုံးနေတယ်လေဒီမှာနေတီထွင်နေတယ်အဲ့ဒီမှာ तू ပေါက်သွားတာအဲ့ဒီမှာတော့သူတယောက်တည်းအဲ့ဒီဂင်းကမြေဝမ်းဘေးကဟိုကလားတွေလို့ပြောတာဆိုတော့ဗမာစကားအရပြောတာပေါ့ဝါဒီချိန်တော့စာဒူးကြီးတွေပေါ့ကွယ်တရားကျင့်ကြံတဲ့ပုံကူတွေပေါ့ကွယ်အဲ့တို့တွေကဆလင်ကားလေးသားတွေမှာကိုရင်ခံနေရဟန်းခံနေဘာခံနေညာခံနေဟိုတလောတော်သူလည်းဟိုကောင်းဟိုရဟန်းခံနေပေါ့အဲဒါမျိုးပေါ့ကွာခိုင်းတယ်တော့ရဟန်းခံရင်တော့မဟုတ်သူတို့ခင်မှာလေအဲ့ဒါလိုပဲရဟန်းခံတာအဲ့သူတို့ကတော့တို့တွေလူတည်မအိုးစီဘုံပေါင်းတီးပြီးတော့အလှတွေပေးမွေးကားတွေကျွေးဓမ္မောက်တွေကျွေးမိုးလက်ဆောင်တွေကျွေးပြီးတော့အလှခန္ဓာမျိုးမဟုတ်ဘူးမြင်းနေနဲ့ဆင်းနေနဲ့ရှင်လောင်းလဲတာမဟုတ်ဘူးအိုးစီဘုံပေါင်းဒိုးဘတ်တွေတီးပြီးတော့ကခုံပြီးတော့လောက်တာမဟုတ်ဘဲနဲ့တိတ်တိစိတ်သူတို့ကဂင်းကမြေဝမ်းဘေးကိုထွက်ပြီးတော့တရားရှာကြတယ်ခေတ်မှာတိဋ္ဌရမင်းသားကိုအဲ့ဒီအဝိရှော်တွေခွာတဲ့ကလမကပြောလိုက်တဲ့စကလုံးဟာသူကစပြီးတော့အတွေးခေါ်ဝင်ပြီးတော့သူကတော်တဲ့ဝင်တာပဲအဲ့ဒီကနေသူကတပ်ပြီးညူကြညံရတာဆိုတော့အခုပြောကြည့်တဲ့ပွက်ရအကြောင်းအရာတစ်ခုဟာလူတယောက်ကပြောလိုက်တာကိုယ်နဲ့ငယ်နေငယ်ကိုယ်နဲ့နေနေနေမြင့်နေမြင့်မယ်အဲ့ဒီအကြောင်းအရာတစ်ခုပေါ်မှာမူတည်ပြီးတော့ကိုဘာလုပ်ရမလဲဆိုတော့သိသွားတာကိုပြောချင်တယ်အခုကစကားတွေအများကြီးအခု online မှာ10နှစ်10မိုးပြောခဲ့တာရိုင်းတာတွေလည်းပါတယ်ဆဲတာတွေလည်းပါတယ်အချို့တွေမူးပြီးတော့ပြောတာတွေလည်းပါတယ်သို့တော်လည်းတစ်လုံးကိုယူအခုပြောချင်တယ် point တစ်လုံးကိုဟိုကပြောချင်တာအဲ့ဒီပြောချင်းအားလုံးကဘုရားပြောတဲ့ကရုဏာဒေါသောတွေနဲ့ပြောတာတွေပဲဖြစ်မှာစိုးရင်လို့ကြောက်ကြလို့ပူပန်လို့မောင်နှမသားချင်းစာနာလို့မိသားစုချင်းစာနာလို့စသဖြင့်ဒီလိုအတိမျိုးနဲ့ရိုးသားစွာပြောချင်းတာဖြစ်တယ်အခုပြောချင်တယ်ပေါ့ရမဖြစ်စီခြင်းဘူးပေါ့နော်ဘာကြောင့်လဲဆိုအသက်တစ်ခုဟာထွက်ဖို့ခက်တယ်ဝင်ဖို့လည်းအရန်ခက်တာ
သေဖို့လည်းအရင်ခက်တယ်ဒါပေမဲ့ဗမာပြည်မှာတော်တော်လွယ်သိကြတယ်စိတ်မကောင်းကြဘူးအသက်တကူမွေးမြူတက်ဖို့အရင်ခက်တယ်တော့မွေးလာတယ်လူဖြစ်လာတယ်လွယ်သလိုပဲဒါပေမဲ့အဲ့ဒီအသက်ကိုသူဆက်ရှင်နေကြော်ပြီးတော့ကိုမွေးတာအရင်ခက်တယ်အရင်ခက်တယ်အခုတက်ကိုအခုရွယ်ထိမွေးတာအရင်သိထားပြီးမွေးရတယ်ဆိုတော့တနေ့ကြီးလာတယ်တတိအရန်ထားနေဖြစ်လာဟိုသူကဘာလောကကြီးမှာကိုနဲ့မတိုက်ဆိုင်တဲ့အရာတွေအများကြီးပဲအမှားလုံးလို့ကိုမရတာဆိုတော့တိတ်ရမင်းသားအဲ့ဒါသူကြည့်သွားတာငါအမှားလုံးလို့မရတော့ဘူးငါပြင်မဖြစ်မယ်ဆိုသူပြင်တာပေါ့နော်သူပြင်ရင်းနဲ့သူဟာတိသွားတယ်တိသွားတယ်ပဲပြောတယ်နော်အလုံးစုံလို့အကုန်မျိုးအလုံးစုံဆိုဘယ်သူမှမသိဘူးအလုံးလုံးကိုတိတဲ့လူလောကမှာရှိကိုမရှိဘူးစัจ java ကိုတိတဲ့လူလည်းမရှိဘူးရှိတယ်ပြောအလကားပြောတာဒါကြီးကဟောဖះဆိုတော့ကွာဒါဖះအကုန်တိတာပဲလို့ပြောတယ်ဖះလည်းမသိတော့ဖះမသိဘူးဆိုတော့ဘာကြောင့်ပြောလဲဆိုတော့ဖះဆိုလူကဖြစ်တာဟုတ်ကွာသိရမလားလူကနေပြီးတော့တလိษံဖြစ်တာမရှိဘူးလူကနေမြင့်မြတ်သွားတာပဲရှိတယ်ရုံညံ့သွားတာဓမြတခိုးနီးပိတ်ဗဒတ်တွေပဲရှိတယ်သူရုံညံ့သွားတယ်နောက်ဆုံးသူတို့တခိုးဓမြဘွားရောက်တာဟုတ်ကွာတော့မြင့်ကျင့်ကြံပြီးတော့မြင့်မြတ်သွားတယ်ဆိုရဟိုသူကဖះလို့တတ်ပတ်တာအဲ့ဒီမှာခုနပြောတဲ့တမာတပတ်ရှိတဲ့တမာတိရှိတဲ့ဘုန်းကြီးတွေလည်းပါလိမ့်မယ်အများစုကမပြောဘူးဒါပေမဲ့အဲ့လိုပေါ်တော်ကြောင်တော်ကြတော့ပြီးကြတဲ့ကအပတ်ကပြောလို့ကွာဆော်ရဲဒေါသကြီးထွက်တယ်မြင်ပြီးတော့မကြည့်ကြဘူးအဲ့ရုံပြန်ကောင်းတယ်လိမ့်တာအဲ့လိုမလိမ့်စေချင်ဘူးဦးကျော်ဟင်းအခုလက်ခံတယ်ဦးကျော်ဟင်းယနေ့ဒီလက်ခံတယ်တိတ်လာသူလုပ်ပြသွားဒါမျိုးဖုန်ကြီးမျိုးအခုကလက်ခံတယ်တိတ်စကားတွေပြောမယ်သူတိတ်မှလာပြောတယ်အခုပြောပြရမလားသူတရားကျင့်ကြံတဲ့ခါမှာအဲ့လေဝင်လေထွက်ကိုသူနည်းနည်းတိသွားချင်သူလာပြောအဲ့ကြောင့်အခုကတိသွားပြီတိထားတာသူ့ရဲ့အရင်စောတယ်ဒါပေမဲ့သူတိလို့အခုအကျယ်ကြီးအချက်မပြောတတ်ဘူးဟာအဲ့မှာငါသူတို့စကားပြောတတ်တဲ့လူဦးကျော်ဟင်းကိုငါကြည့်လို့ငါတော့ညံ့နေတာပဲဘာကြောင့်သူတိသွားပြီတိသွားတော့သူတီလေးကိုကြီးရွှေကြီးသူပြောသွားနိုင်တယ်အဲ့ဒါတေချာတိသွားတာအဲ့တော့ဟာငါတေချာမသိသေးဘူးပေါ့ဒီလိုပဲကိုအမှန်တိုင်းပြောတယ်ဆိုတော့ဥကျော်ရင်တော်တာအဲ့လိုတော်တာဒီလိုတော်တဲ့ပုဂ္ဂိုလ်မျိုးသူဖုန်းကြီးဝတ်သွားတယ်အဲ့ဒီကနေသူဟာခန္ဓာစွန့်သွားတယ်လှတယ်သူလို့တော့အပေါ်လိုမပြောဘူးအပေါ်ရန်ဂုံပကာသနာတွေမပြသွားဘူးဥပမာဝန်တတယောက်ထပ်ပြောတာအဆိုတော့တင်းနေထုံးအဲ့လောက်နာမည်ကြီးနေအဲ့လောက်လှတယ်မိမဘာကြောင့်သူယနေ့ဒီအင်တာနက်တွေတယ်လီဖုန်းတွေစက်တလိုက်တွေပေါ်ရခင်မှာသူဘယ်မှာနေမှဘယ်မှာတရားထိုင်နေမှဘူးမသိဘူးပြည့်တဲ့လူတွေအကြောင်းပြောနေတာနော်အဲ့ဒါလည်းဖြုတ်ပြအောင်မပြည့်တဲ့လူတွေကတပည့်လေးပဲပြောဘုရားရောက်တော့ bullshit တွေဖိခန့်အဲ့လို sorry ငါလည်းအကြောင်းပြောငါဒီနေ့ရိုင်းလာတယ်ထွက်လာတယ်တစ်စက်ကငါမကြိုက်တာမကြည်နက်တာဒီကိုငါမကထွက်လာတယ်မင်းတို့ဘာမှပြောတာမဟုတ်ဘူးမအဲ့ဟန်ဆောင်လောကကြီးအရန်ယွန်းတာကိုဥကျော်ရင်းတို့လို့တင်းနေထိုးလို့တကယ်လုံးနေလို့လက်ခံတယ်တင်းနေတို့ဘုဗမာနေမှမသိတွန်းထင်မင်းတို့ကဒီချာမသိပါဘူးတင်းထိုးတော့ငါတို့ခေတ်ကအမျိုးသမီးတယောက်ပါငါတို့နဲ့ဆိုရင်တက်တူရွယ်တူသူကတော့ငယ်ဦးမယ်ဒါပေမဲ့သူအမှန်ကန်လို့သူအမြိုက်တရားလို့ခေါ်တယ်အမြိုက်ဆိုတာကရင်းထဲမှာပီတိထောမနာဂုံးစီထိတယ်လို့အချမ်းตายရသွားတယ်တရားအမြိုက်ကိုသူတွေ့သွားတာမင်းတို့ကအဲ့တရားအမြိုက်တော့မတွေ့ဘဲနဲ့ဟိုဟာတရားကြီးကဲဟိုဟာဒီဖိခါကြီးအဲ့လာပြောနေရောမြင်ကယွန်းတာပေါ့ယွန်းတယ်ဒါပေမဲ့ခက်တာကဘာပြောလဲထုံးစံတိုင်းပေါ့ကွာ Facebook လေးကစားပြ TikTok လေးကစားပြတော့ဒါကြီးဟုတ်ထင်နေရတာ
ဒါတွေက reality မဟုတ်ဘူးအစ်စ်အမှန်နေမဟုတ်ဘူးဆိုတာပဲအဘောပြောနေတာခုနပြောတဲ့ဥဒုဇဏကိုပြန်သွားတယ်ဥဒုကိုအဲ့လိုကယ်လိုက်တဲ့အတွက်ဥဒုစိတ်ဆိုးခဲ့ပြီပဲနောက်အဲ့ဒီနေ့မှာ तू အိမ်ပြန်ပြီးတော့အခန်းထဲမှာခေါင်းနဲ့အပ်ပြီး तू ငိုတယ်ဘာကြောင့်ငိုလဲ तू မသိဘူးတဲ့ဒါပေမဲ့ဒီမိမကိုမရလို့ငိုတာမျိုးထက်ကို तू ဖြစ်ချင်တာမဖြစ်လိုက်လို့ငိုတာအဲ့တော့ဥဒုဟာဝင်ကြီးချုပ်ကြီးဖြစ်ခဲ့တာပြည်တော်စုအစိုးရဗမာပြည်ရဲ့နိုင်ငံရေးကို upside down လုပ်ခဲ့တဲ့မှာသူကပြည်ပထမဆုံးလုပ်ခဲ့တယ်လို့နောက်ဆုံးဝရုံနေဝင်းရှိကိုသူဒူးထောက်ပြီးပြန်ဝင်ရတဲ့ဇလန်းဖြစ်တယ်အခုဆက်ဆက်ပြီးတော့ပြောချင်တာဘာကြောင့်ဖြစ်တာလဲသူကဒါဆိုရင်သူမှန်တယ်ဆိုရင်သူနိုင်ငံခြားမှာသိလိုက်လေအခုတော်ရင်လုပ်တယ်ဆိုတာ nothing သူတို့ကသူ့ရဲ့ခေါင်းနဲ့ရွှေတင်းကားများထုတ်ပြီးတော့သူတော်လိုင်းလုပ်တာရွှေတင်းကားပြတ်ကြက်သားငါးမူသားတမတ်သားအဲ့လိုထုတ်ပြီးတော့တော်လိုင်းကိုသူလုပ်ခဲ့တာယနေ့ဖြစ်နေတဲ့တော်လိုင်းအဆက်တွေအားလုံးကသူနဲ့မကင်းရမကင်းကြောင်းတွေအများကြီးပါလာအခုခေတ်ကတော့တော်နေသွားပြီဥနုကြောင်းတော့သူသိရလားမသိဘူးဒါပေမဲ့အဲ့ဒီဥနုကြီးဟာလေးပဲထောက်ပြီးတော့တိုင်းပြည်တွေပြောင်းဝင်လာတယ်ဘာကြောင့်ပြောင်းဝင်လာလဲသိလားမင်းတို့မသိပါဘူးတခေါနဲ့ပြောမယ်ဘုရားတွေမှန်ခဲ့တယ်သူသိသွားတယ်နောက်ဆုံးမှာအဲ့တော့ဘုံနေဝင်းမကောင်းဘူးဆိုတဲ့စာပေတွေနဲ့အခုတော့လူဖြစ်ခဲ့တဲ့အခါမှာနောက်ပိုင်းအသက်40ကျော်ရောက်တဲ့အခါမှာစောင်းတွေပြန်ဖတ်တဲ့အခါမှာပြောင်းပြန်ပြီးပြန်လှန်ပြီးတွေးတဲ့အခါမှာဘုံနေဝင်းမှားတော့လဲပဲဥနုမှားတာတဲ့နေသေးတယ်လို့လည်းရကာစားမှာချက်ထောက်ကြလက်နက်ကိုင်ကွန်မြူနစ်အကုန်ဝင်ကြတာဘုံနေဝင်းတလက်ကလေးကြံခဲ့တယ်ဘုံနေဝင်းသာပါသွားရင်ဗမာပြည်အစောစီးကွန်မြူနစ်ဖြစ်သွားကြားလာပြီကရင်ကိုခံလိုက်တာသူယနေ့ဗမာတွေအဖြစ်ဗမာလူမျိုးအခုပြောတဲ့မြန်မာနိုင်ငံမြန်မာလူမျိုးပေါ့ကွာအခုမင်းတို့ကလဗန်နဲ့ပြောနေတယ်နော်ဇောင်းနေအမှန်တော့ဗမာပြည်ဗမာနိုင်ငံဗမာလူမျိုးပေါ့ဗမာနဲ့မြန်မာမကွဲဘူးငါပြောတယ်မနာဆာကတော့မကွဲဘူးမင်းတို့မပြောနဲ့အဲမင်းတို့အပြစ်မပြောတော့ငါတို့တော့ဗမာပြည်ဗမာနိုင်ငံဗမာလူမျိုးဆိုတာတိုင်းသားအားလုံးပါတယ်မြန်မာလူမျိုးမှပါတယ်လို့ဆိုတာအဲ့ဒါနောက်ပိုင်းဆန်တယ်ဘုရှိနေတာတွေလုံးကြံတယ်တို့တွေကဗမာသားစီတို့စားဗမာစကားစီတို့စကားဗမာနိုင်ငံစီတို့နိုင်ငံဒါလိုပဲတော့မြန်မာနိုင်ငံစီတို့နိုင်ငံမြန်မာသားစီတို့စားမြန်မာလူမျိုးစီတို့မျိုးတို့လူမျိုးခါမျိုးဟုတ်လားဗမာတက်မလို့မြန်မာတက်မလို့မရှိဘူးဗမာလွတ်လိုက်ရင်မြန်မာလွတ်လိုက်ရင်မရှိဘူးဟုတ်ပြီလားစကလုံးတွေအရာပေါ့ဒါကစကလုံးတွေရဲ့ခွဲခြားစိတ်ပြခြင်းပေါ်မှာဆိုတော့ဒေါက်တာတစ်ဆွေတို့ကသွားမိလိုက်ငါတို့လည်းပြောနိုင်တယ်ဒါပေမဲ့သူတို့ပို့ပြောတယ်ကိုတဲ့စတဲ့ကိုတဲ့ဘာရင်နေမတော်မေးကြည့်ဗမာလူမျိုးကြီးဗမာတမတော်ဗမာနိုင်ငံကြီးဒီလိုပဲသုံးကြတာပဲအဲ့တော့ဘုံနေဝင်းဟာစောစောစီးစီးများဥနုကိုစန့်ကျင်ခဲ့ဥနုသေသွားကြတာဥနုလည်းဝင်းကြီးကိုဖြစ်เสียမရှိဘူးသိရမလားအဲ့တော့ဒါပေမဲ့အားလုံးဟာဘုံနေဝင်းမြေလောင်းတယ်ဖဲရိုက်တယ်မိမရှုပ်တယ်ဆိုပြီးတော့ပုံချကြတယ်ဟောဥနုဖာကြတာမျိုးမမျိုးဥနုမိမရှုပ်ခဲ့တာဘယ်သူမှမပြောဘူးသူ့ဘက်ကဝင်းကြီးတွေဘုံနေဝင်းတို့ဝင်ဖမ်းတဲ့အခါမှာဖះဆောင်မှာသူတော့ဖမ်းတယ်မရှိဘူးဖာကမှတော့တွေ့တာအများကြီးပဲဆိုတော့ဒါတွေပြောရင်ကအများကြီးပြောရတာပါအခုမင်းတို့ပြောလဲဘာမှမထူးတော့အခုပြောပြအခုလက်ရှိနာဆာကမင်းအောင်လိုက်မိမရှုပ်တာမင်းကြားဘူးလားဘိုးသားရွှေမိမရှုပ်တာကြားဘူးလားဘိုးစောမောင်မိမရှုပ်တာကြားဘူးလား KTV သွားတာကြားဘူးလားနိုင်ငံသားမှာမိမယူရကြားဘူးလားသူတို့ရဲ့တဖုတ်သားတွေဗလိတာနဲ့တဖုတ်သားညီကိုထဲမှာပါတယ်သူတဖုတ်သားတွေအဲ့တော့ပြောနေတာပါလေဆိုသူ
သူတို့ရဲ့ကိုကျင့်တရားအရစူးစူးဝါမဟုတ်ဘူးဦးနုတို့ဘိုးနေဝင်းတို့နဲ့ဆိုင်ရင်သူတို့အများကြီးတော်တာပေါ့ဟုတ်ပြီလားဘိုးနေဝင်းကတော့ကွာတရားဝင်နေယူတယ်တရားမဝင်နေယူတော့လူသိတယ်သူကတော့ဥစ္စာဖြစ်တယ်ပေါ်ပေါ်တင်တင်နေတတ်တဲ့လူမှလားကွာဦးနုကြတော့ဘုရားလိုဘုရားတကာလိုဘာလို့ညာလို့လို့တော့လူရမသိဘူးဖြစ်နေတာဒါပေမဲ့ဦးနုလောက်မိမရှုပ်တာဦးနုပဲသူ့ရာဆိုသူပဲရေးတာငါလောက်ကြံပြောနေရမဟုတ်ဘူးနောက်ပိုင်းကျမှတော့သူလောက်တိုင်းလည်းရှိမယ်လောက်တိုင်းလည်းရှိမယ်လောက်တိုင်းတော့သူကမျိုးပေါ့ဥဒိမဝင်းရေးတဲ့နိုင်ငံကြီးနဲ့နိုင်ငံကြီးသမားမှာမတွေ့ဘူးလားဒေါကင်ကြီးရှုပ်နေတယ်သူတို့ပဲရေးတာသူတို့ပြေတော့ငါတို့သိတာဒေါကင်ကြီးပါရှုပ်ခဲ့တယ်သူတို့ပဲရေးတာနောက်ဆုံးအင်္ဂလန်ကိုပို့မယ်အိန္ဒိယမပို့ပါနဲ့အင်္ဂလန်ဝေးလို့ပါနဲ့အိန္ဒိယတော့ပို့ပါဆိုအိန္ဒိယမှာရှုပ်နေတယ်သူတို့ပဲရေးတာဟာခင်ဗျားတို့ဗျာနိုင်ငံခေါင်းဆောင်တယောက်ရဲ့မိမမလုပ်သင့်ပါဘူးဆိုပြီးဥဒိမဝင်းရေးသွားတယ်အဲ့ဆောင်ကြီးမှာသူမသိခင်ရေးသွားတယ်ဆောင်ဥဒိမဝင်းရဲ့အခုတဲ့ဘက်ကောက်မှာသူ့မိမသူ့ရဲ့ခြေစနီးပေါ့အန်တီဘေဘီကောင်းကောင်းသိခဲ့တာသူတို့ပြောတာအများကြီးကြားခဲ့ရတာထားပါအခုပြောချင်တာနောက်ကြောင်းလှန်နေတာမဟုတ်ဘူးနောက်ကြောင်းလေးသွားနေတာမဟုတ်ဘူးရှေ့ကိုသွားတဲ့အခါမှာတို့တိုင်းပြည်မှာအခုကအမုံအာဃာတတွေကမင်းတို့မပြောနဲ့ငါတို့လိုလူမျိုးတော့ဂျင်းအထက်ခံရတယ်ဆိုတော့ပြောချင်တာအတူဂျုတ်ကတော့ပြည့်ဂျင်းတဲ့ခံအဲ့တော့ဆောင်းကားနေမယုံနဲ့ online ပေါ်မှာဓာတ်ပုံလေးတစ်ပုံပြပြီးတော့ဟာစစ်တပ်ကဘုံကျဲလို့ပါညာဘယ်တော့မှဘုံကျဲတာလဲဘုံမဲ့နှလုံးကျဲတာလဲဘသူတွေသိတာလဲဘာကြောင့်ကျဲရတာလဲဝိုင်းနေဝတ်တီဝဲနေဘာမှမင်းတို့မမေးတော့ဟာဒါဆိုချာမလို့ဖြစ်နေငါတို့လူဟိုတနေ့ကပြောသူပေါ့ဟာဦးအောင်လေးသမီးကတခါလဲဘိုင်ဘုံကြီးကြီးနဲ့စင်မော်တက်လိုက်တော့သူ့ကိုမရင်းကျင်တယ်ဆိုငါတို့ဒေါသထက်ပါငါတို့ကဟိုမီတကုန်းကတက်မီးရှို့ကြတာပေါ့ကွာငါတို့ကပါတာဟုတ်ပါသူလောက်တာလေတို့တို့တွေကလူငယ်လေအဲ့လိုမင်းတို့လူငယ်ဆိုဖြစ်တာပေါ့ဒါမှဆန်းဒါပေမဲ့ဒါတော့မှဟိုကကာယကရှင်ပြောတာကိုကွာမျိုးလုံးကြီးနဲ့မြင်ခဲ့ပြီးနားဆက်ဆက်ကြီးနဲ့ကြားခဲ့ပြီးတော့ဖြစ်တာမင်းတို့ကအဲ့ဒီ online ပေါ်မှာဟာကြီးမြင်ပြီးတော့မင်းတို့ကဖြစ်တယ်ဆိုတော့ဟာမင်းတို့ဘောကမတွေးဝင်ကြဘူးတို့တွေအဲ့လောက်တော့မပိန်းဘူးကွာမင်းတို့ငါတို့တဲ့10ပြန်လောက်ပိန်းနေကြတာအခုဖြစ်နေတာအဲ့တော့ငါပြောတာမင်းတော်လိုင်းလို့မလုပ်နဲ့မျိုးတစ်ဖက်ကလိန်နေကြညာနေကြတယ်ညာစားနေကြတယ်သူတို့သားသမီးတွေကြတော့ကောင်းမွန်စွာထားကြပြီးတော့မင်းတို့တွေကြတော့အသေးခံနေရဆိုမလို့နည်းနည်းလေးစဉ်းစားကြည့်ပါလားပေါ့ဟောအဲ့လောက်တော့စဉ်းစားစွမ်းရည်ရမဲ့နေတယ်ဆိုရင်မင်းတို့ဗုဒ္ဓဘာသာတွေပဲလေလာမပြောနဲ့မင်းတို့ဘာမှကိုးကွယ်တာမဟုတ်မင်းတို့ကဘာမှလည်းမသိဘူးအခုတော့ဗုဒ္ဓဘာသာကိုတော်တော်ကြီးမှလက်ခံတာအခုတော့လိလာတာဟိုစာရီဖတ်ပါနဲ့အတွေ့အခေါ်တွေဟိုနိုင်ငံခြားရေးတာလေးဟိုဘယ်ကရေးတာလေးဘယ်ဘာသာလေး documentary တွေအကုန်ကြည့်ပြီးတော့မှဟာဆိုမြင်သွားတာမင်းတို့တော့မီးရိုးပဲငါမီးရိုးပလားမဟုတ်ပြင်ဘာလို့လိလာပြီးမှဖြစ်တာအဲ့တော့တန်မိုးလေးတစ်ခုကိုဟိုကသေချာသိသွားတယ်အဲ့ငယ်စဉ်မင်းတို့မှားတာအပြစ်မပြောဘူးโอเคလူဆိုအမားရှိတယ်ဥစံထုံးကသူ့သားဦးနုလူကလေးမှားမှာပဲလူဆိုတာပုတုစင်ပဲဖះတော်မှားခဲ့တာပဲဆိုတဲ့စကားလို့မင်းတို့မှားတာအပြစ်တော့ဒါပေမဲ့အမားတိအမှန်ပြင်စိခြင်းတာအကူကစစ်တပ်ကြီးကိုဖားပြောနေမှုကြိုက်တယ်အကူလည်းမကြိုက်ဘူးဒါပေမဲ့မကြိုက်ရင်သူတို့ဘယ်လိုလုပ်မလဲသူတို့ကိုဒီလိုတော်လာခြင်းอ่ะသူတို့မထိပဲနဲ့လူတို့ထိနေလူတွေကိုလိုက်တတ်နေတယ်မဟုတ်တဲ့မဆိုင်တဲ့ဂိုင်းဖျားတွေကိုလုပ်မယ်ဆိုတာပင်ရင်းကိုလုပ်ကြည့်ပါလားပင်ရင်းကိုမင်းတို့ထိအောင်မင်းတို့ဘယ်လိုလုပ်မလဲဆိုအတွေးခေါ်မင်းတို့ပေးနေလို့တယောက်မှမရှိဘူးဖြစ်နေတယ်မင်းတို့အနူကြီးအကောင်ကြီးဆိုရဲအရကားကောင်ကြီးပဲအခုတိုက်နေတဲ့အေးအေးတို့ဟာလားတိုင်းသားအဖွဲ့တွေတို့မင်းတို့ဗဒတ်အဖွဲ့တွေအားလုံးဟာစတိခံနေကြမင်းတို့လည်းဘာမှဖြစ်ဘူးမင်းတို့လည်းမဖြစ်နိုင်ဘူးတက်တောင်တက်သွားပြီသတိထားကြည့်ပြီလားကနိုင်ငံကြီးဇက်ခုံမျိုးပါလေသူကပါဝင်ကပြတယ်အနည်းဆုံးတော့ဇက်ဖို့ဖြစ်သွားတယ်သူကမင်းတို့လောက်ခါပါမရှိတော့မင်းတို့အဲ့လောက်အချိန်ကြီးရောက်ဖို့အကြောင်းကိုမရှိတာတကယ်တရားစဉ်းစားကြည့်ဘာကြောင့်လဲ
ငါတောင်းပြောတာပေါ့စစ်တပ်ကတိတ်တော်နေဟိုမင်းတို့စောက်ရမ်းညံ့နေလို့ပြောတာအကြောင်းဘာအတွေးခေါ်ပိုင်းဆိုင်ရာမင်းတို့သူကသူ့ရဲ့ infrastructure တိုင်းပြည် infrastructure သူ့ရဲ့ society သူ့ရဲ့အဖွဲ့အစည်းကိုမင်းတို့အဲ့လောက်ညံနေမလို့တိုက်လို့မရဘူးတော့ဦးလူတော့လေးပတ်ထောက်ဝင်ရတယ်88ကကောင်းပြီကြိုက်တဲ့ကောင်မင်းညိုးထိုးလိုက်ဘာလို့ပါ including myself မညာရမ်းပြောရင်ဟာဆိုလို့ရတို့တွေမကြိုက်ဘူးဒါပေမဲ့ဖားလို့မရဘူးလုံးလို့ရအလားပြောတာနောက်နှစ်တရာလုံးမရဘူးဘာကြောင့်မရလဲဆိုတို့ဘက်ကလူတွေအရင်ညံ့တာအကုန်လုံးခွာစားတာအကုန်လုံးချစားတာအကုန်လုံးအိတ်ထဲထဲတာအကိုတိရဲ့လူတွေအကြောင်းပြောပြရင်မင်းယူသွားမယ်မင်းတို့ကောင်ငါနာမည်တက်မပြောချင်အများကြီးငါပြောလို့ရတယ်ငါဘဝအတွေ့အကြုံတောက်လျှောက်ပါလေ88ကအတွေ့အကြုံကနေယနေ့ဒီငါပြောလို့ရဒါပေမဲ့ငါနိုင်ငံရေးထဲမှာ91နိုင်ငံခြားတင်မောလိုက်ပြီးတော့ငါမပါတော့ဒါပေမဲ့ငါမြင်နေအားလုံးငါလည်းပတ်သက်နေတဲ့လူတွေအများကြီးယနေ့ဒီရှိတယ်ငါတို့တက်တမ်းမှာပါတဲ့လူတွေပေါ့အခုနောက်ပိုင်းလူငယ်တွေပါတယ်ရှိတယ်ဒါပေမဲ့ငါမပြောဘူးငါမသိပြောလို့မရတော့ဘူးသူကပြောလို့မရဘူးငါတို့ဘာလို့ပြောရမှာမပြောတော့ဘူးအဲ့တော့ online ပေါ်ကနေအခုလိုပေါ့ကွာ briefing ပေးတယ်ပေါ့ကိုတိတာတွေကိုတက်တာတွေဆဲတဲ့ခါဆဲတယ်ဆိုတဲ့ခါဆိုတယ်ကျန်ကျန်လန်းပြောတဲ့ခါပြောတယ်ချော့ပြောတဲ့ခါပြောတယ်ဒီလောက်ပဲအခုတော့ပြောလို့ရတော့ပြောလို့မရတော့လောက်တာမလောက်တာမင်းတို့အပိုင်မင်းတို့ခန္ဓာမင်းတို့ဘဝနဲ့မင်းတို့တို့ဘဝနဲ့တို့တွေပြီးသွားပြီကိုရရန်ငါစီးပြတ်သွားပြီတို့တွေကရန်ငါစီးပြတ်တယ်ဆိုတာသူနဲ့ရန်သူနဲ့ကိုယ်နဲ့ပြတ်တာမဟုတ်ဘူးဘာလဲသိလားအတွေးခေါ်ပိုင်းဆိုင်ပြတ်သွားတာဘယ်သူနဲ့ပြတ်တာလဲရန်သူနဲ့မဟုတ်ဘူးမင်းတို့လည်းပြတ်သွားတာဘာလို့မင်းတို့ညံ့မှန်းကိုသိသွားတာအဲ့တော့ရန်သူတော်နေလို့မင်းတို့နဲ့ငါလည်းပြတ်တာမဟုတ်ဘူးမင်းတို့ညံ့လုံးလို့ပြတ်သွားတာပြီးကျင်တဲ့ message ကနောက်နေ့တည်းကမင်းတို့မနိုင်ဘူးဘယ်တော့မှလည်းနိုင်မှာမဟုတ်ဘူးဒီအတွေးခေါ်ဒီပုံစံနဲ့ဒီပုံစံနဲ့ဒီအယူအဆတွေနဲ့ဘာကြောင့်လဲဆိုတော့ Facebook မှာကြည့်လိုက်တယ်သိတယ်အားလုံးကဟန်ပြတွေဟန်ဆောင်တွေတခုမှလက်တွေ့မကြဘူးအဲ့ဒီဟန်ဆောင်လောကကြီးထဲမှာမင်းပါနေသူရင်မင်းကဘဝတစ်ခုဘယ်တော့မှမင်းမတည်ဆောက်နိုင်ဘူးငါကလက်တွေ့သမား91ခုနှစ်ထွက်တယ်ကကိုချီတော့ဖို့ကိုရက်တာယနေ့ထိရက်နေတာပတ်တဲ့ကြောင်းကြီးရှိနေပြီအဲ့ဒါခဏတစ်ဖြုတ်ပဲငါအင်္ဂါသားချင်းသိတကောင်လေးငါလူတွေနဲ့တိတ်ပေါင်းလို့မရဘူးဟုတ်ငါဇယိုက်ကူမရတော့မွေးရပါဇယိုက်ကူမရတာငါမကြိုက်ဘူးငါမပြောဘူးပေါ့တချို့အကြောင်းရတယ်တမလေးရှောင်ထွက်သွားတယ်ဘာလို့ကိုတိလို့သူတို့မတိဘူးဖြစ်နေတယ်သူတို့သိအောင်သင်ပြပေါ့နောက်နှစ်3-4ငါစောက်ငါမှအချိန်မရှိဘူးအခုလည်းငါမင်းတို့ပြောတယ်ငါမှအချိန်မရှိဘူးငါလည်းပြတ်သိနေသိငါမသိဘူးတို့မသိသိလို့လည်းဝမ်းမနေဘူးဒီပါစီဆူတောင်းတဲ့လူလည်းကျေးဇူးတင်တယ်နေမှသိပါစေငါလည်းသိတယ်သိချင်တယ်ဆိုဘာကိုပြောရလဲမင်းတို့လည်းဝေးရဘာလို့မြင်ကြားနေပြောအခုလိုပေါ့ထုတ်ပြောပြီးမမြင်ရမကြမပြောကြတယ်မလို့ပြီးတော့ပွဲအဲ့တော့အမြိုက်ကြီးကတင်းထိုးလို့ဥကြော်ရင်းလို့ငါလည်းမတွေ့သေးဘူးပြောမယ်သိတယ်မတွေ့တာတွေ့သွားရင်တော့ပါစကောဘာညာပိတ်ဒွာရကူပေါ့ပိတ်ဝစီပိတ်ပေါ့အဲ့ဒါဇံလို့ခေါ်တော့ဇံဆိုတာသူကမျက်စိရှိတယ်မမြင်ဘူးနားရှိတယ်မကြားဘူးနှာခေါင်းရှိတယ်အသက်မရှိဘူးပါးစပ်ရှိတယ်မပြောဘူးခြေထောက်ရှိတယ်မသွားဘူးလက်ရှိတယ်မလုပ်ဘူးဒါကိုဇံလို့ခေါ်တာဟုတ်ပါတို့တွေအဲ့လောက်တော့ဇံမရသေးဘူးကွာဟုတ်ပြီလားတို့တွေကပုထုဇဉ်မှာပဲရှိသေးတာဟုတ်ကွာချစ်ရှောက်အောင်မယ်လမ်းကြောင်းတွေလည်းအများကြီးသိမကြခင်တော့အခုနိုင်ငံတွေ3-4နိုင်ငံသွားဖို့စီစဉ်နေချတာသွားအောင်ပါဘဘွားဆိုလိလာနေသွားနေအမြဲတမ်းတင်ယူနေ့စဉ်တင်ယူနေတာ basic ကပါလေမင်းအဲ့လိုဖြစ်ဖို့အတွက်မင်း sacrifice ဘာလုပ်ထားတယ်လေအဲ့တော့မင်း sacrifice လုပ်တယ်ငါတိုင်းပြည်အတွက်လုပ်တယ်လို့မင်းတို့ထင်နေဒါပေမဲ့မှားတဲ့လမ်းကြောင်းပေါ်ကြရောက်နေတဲ့အခါကျတော့မင်းတို့အဲ့ဒီ margin line ကိုမင်းတို့မသိတော့အသက်တွေပေးလိုက်ရတယ်
ငငယ်ရွယ်အများကြီးကိုပေးရငါမြင်နေရတာပဲငါသိနေရပဲခလေးအသက်ငငယ်ရွယ်တွေမိကလေးတောထဲမှာကရင်တွေအသက်ကြီးတဲ့လူတွေတိုင်းရင်းသားတွေတက်အောင်နေရတယ် Telegram အများကြီးငါတွေ့တယ်ပေါင်ဖြဲပြီးနေတာပမာမလေးငငယ်လေးတွေစကုစရှိစကုနဲ့အဲ့ဒီလူကြီးတရားဝတ်တဲ့လူတွေကတော့ပါတောထဲမှာဘာ no choice လေမပေးရင်တို့ကွာတော့မှာလေသူဘာလုပ်မှာအဲ့ဒီခြာတိတ်မာလေးတော့ဒီလိုဖြစ်နေရင်မင်းနာမည်ရှိတဲ့လူတွေဘောကဘလို့လဲမင်းမစင်စားနဲ့ဒါဆိုရင်ကွာတော်လာမို့လာတဲ့အာဇာနီတို့မင်းမော်ကုန်းတို့ဟိုစတား73ဆိုလားဘာလားဦးကြောင်ကြားတွေဘာလို့သူတို့နိုင်ငံသားသွားနေပြီးတော့အာပေါင်အရင်တန်တန်ပြောတာငါတို့ကသူတို့နိုင်ငံသားဆိုတာကိုမတွေးခင်တည်းကတို့တွေကကဘာပြီးသွားပြီကဘာကို3ပတ်လောက်ပတ်ပြီးသွားပြီကိုအခုတော့အဲ့ကိုအများကြီးတည်သွားတာသူတွေဘာလို့တော်ရမှမနေလဲငါကတော်ထဲမှာနေတဲ့ဇလန်းကိုငကိုရဲ့ဆန့်ကျင်တာစပြီးတော့88မှာဖြစ်တယ်ဟိုကဒုံဘဝင်ဒါလည်းကခဏခဏပြောတယ်တို့မြေပေါ်မှာပဲနေခဲ့တယ်အဲ့တော့ဒေါ်စုပါတီထောင်တော့ပါသွားတာဒါပေမဲ့ဒေါ်စုကလိန်ဥအောင်လင်ကလိန်ဟာဘသူကလိန်ညာကလိန်ဆိုတို့အသက်အရွယ်နဲ့တို့မခွဲခြားတတ်ဘူးပေါ့ကွယ်နောက်ဆုံးဒေါ်မင်းဝင်းမြေကိုယ်တိုင်ကလိန်မကြီးဒါဟုတ်တယ်အရက်အနေနီးခဲ့တဲ့မိမကြီးသူကိုယ်တိုင်ခုဗမာလေပတ်စံနေဘုံပြီးတော့ယူရီးယားထွက်ပြီးသွားတာအခုဗမာလေဘာလုပ်တယ်လဲအခုတော့အရန်ဆိုးခဲ့တာနော် NLD စတီထောင်နဲ့ပါတဲ့လူတော့အခုပြောတာတကယ်လို့ရိတ်သာလာပါတဲ့လူတော့ဟိုဘာလဲဟိုရွှေကိုပြားပဲဘာညာအဲ့ပဲမပြောအဝေးကြီးအခုတော့မရှိတော့အဲ့ချိန်မှာအခုထွက်သွားတယ်အခုတော့ပြောတယ်ဟိုတနေ့ကပြောတယ်မိုးသီးတို့ပါလေအဲ့ချိန်တော့အတွေးခေါ်တွေသူတို့တော်တယ်မိုးသီးဒါပေမဲ့မိုးသီးနောက်ပိုင်းမှာဘာတွေဖြစ်ကုန်လဲအခုလည်းမသိဘူးဒါရိုးသားတာပြောတာအဲ့ဒီချိန်တော့သူတို့ကတော်တော်လူတွေတော့ထက်တဲ့မြည့်ရှိရပေါ့ကွာပြောရမယ်ဆိုရင်မင်းစီအားတို့မိုးသီးတို့မင်းကိုတိုင်းတို့အဲ့ဒီချိန်တော့ဟိုထက်တဲ့မြည့်ရှိတယ်လုံနိုင်စွန့်နိုင်နေလို့အခုထင်ရဒါပေမဲ့ဒီလူတွေလည်းအဖျားရှူသွားတာအများကြီးပဲအခုပြည်တွင်းထဲမှာအခုတချို့ရှိအောင်လို့နာမည်ပြောမကောင်းတဲ့လူတွေရှိသေးတယ်အခုသိတယ်အခုလည်းသူသိတယ်ခုနပြောတဲ့ ABSM ကအတွင်းမှုရခိုင်အခုကောင်းပြီသူဘယ်ရောက်သွားလဲမသိဘူးတို့က၄ကနေကိုဆွေနေမှာတော့ကိုစကားပြောသေးတယ်သူတရင်တော့လာမီလို့နေတယ်ငါပျောက်သွားတယ်စသဖြင့်ပေါ့နောက်သူဆရာတွေရှိတယ်အဲသူကလက်မရီနေခဲ့တဲ့လူတွေရှိတယ်ဂီတာတီးတာနဲ့ဆေးကြောက်ရှူတာနဲ့ဘေးရှူတာနဲ့အဲ့ဒါလည်းဘောကပြီးတော့လူလည်းအများကြီးပဲလူရုပ်တက်တော့တော်တော်များများအခုမတွေ့တော့ဒါပေမဲ့အခုဟိုတချို့ကဒီရုပ်နေတော့ဒီအချိန်တွေသူတို့အော်တယ်မင်းဒီတိုင်းပဲတော့ဘာလို့အတက်ကိုဝင်းမြူတက်ချင်းဟာအတက်ပညာတစ်ခုပဲအဲအတက်ရှူတောင်းကျင့်လို့ပြောတာရှူရင်းနဲ့နှာခေါင်းတွေပဲတော့နည်းနည်းကြီးလာလိမ့်မယ်တိမတက်ရှူတော့ရရေးကြီးတာလူတွေကလွယ်လွယ်ကြီးပြောနေအသက်ရှူနေဆိုဒါကိုတခါပြောလို့မလားအသက်ကိုမင်းဘလို့ရှူတာလဲညားရှူတာဘယ်ကရှူတာလဲဘယ်လိုရှူတာလဲမင်းဘူးမှမသိဘူးအရင်ကြီးကြီးရတော့ဘဝမှာအရေးကြီးဆုံးအချက်ကမိမိအသက်ကိုမိမိရဲ့ရုပ်ရည်ခန္ဓာကိုယ်ကျမ်းမာတန်ဆွမ်းနေတတ်ဖို့အရေးကြီးတယ်အခုဒီနေ့ဘာယောဂမရှိဘူးအခုပြေးတိုင်းပြေးနေတယ်လွှားရင်အခုလူငယ်ကြီးအလုပ်လုပ်တယ်သူတို့ကကြည့်ပြီးအော်နေဟောအော်ရကြီးငါအသက်မီတော့ငါလေ25နှစ်30ငါဘရောမတက်ဘူးသူတို့ကလေအော်ဟုတ်မှာပဲအဲ့မဟုတ်ဘူးဒီမှာကြည့်လို့ပြောတော့ဟင်းဆိုတော့ပြောကြည့်လာပါဆိုအသက်ကိုညံဆောင်နေကြံမဟုတ်ဘူးညံဆောင်အဲ့တော့ထားပါဒါတစ်ပိုင်းအခုခုနပြောနိုင်ငံရေးတို့စီးပွားရေးတို့ဘာသာရေးတို့မှာငါညီငါညီမလေး
ကိုမောင်နှမသားကြီးဆွေတော်မျိုးတော်အားလုံးတိဖို့ဟာတစ်ချက်တည်းဟာအမှန်တရားဆိုတာကိုတိဖို့ပဲလို့လားဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာတော့ကိုခွဲခြားနိုင်ရင်တို့မောင်နှမများလူဖြစ်ပြီးတို့တိုင်းပြည်လည်းလူဖြစ်မှာအခုကမခွဲနိုင်သူများပြောလို့ဘသူကပြောတာလေထပ်ပြီးဟိုသူပြောတာပဲဘေးအိမ်ကဘေးအိမ်ကဘလို့သိတာလေထပ်ပြီးသူကလေသူများကြားတာပြောလို့ကြားတာမဟုတ်ဘူးခင်ဗျအဲ့သူများပြောတော့ခင်ဗျဘလို့နားလေလိုက်တာလေသူဒီလိုပဲပြောလို့ဒီလိုပဲလားဒါနဲ့ပဲတို့တွေကမော်လုံးစက်ကူကတ်လိုက်တာမြတ်စွာဘုရားတော်မှာဘာဖြစ်သွားလဲလကားကောင်ကြီးဖြစ်သွားတယ်သူအနစ်ကိုမသိတော့ဘူးသူကအနစ်ကိုမသိတော့ကျက်စာကျွေးတယ်ဘိုးအစာကျွေးတယ်အဲ့တော့ဘဝနဲ့ထူရဘာသာတရားပါစုံစုံနစ်မြုပ်သွားတာအရွေးကောင်ဝိုင်းဆိုင်ရာပါတစ်ခုမှမရှိတော့အဲ့ဒီမှာတဆင့်တက်ပြီးတော့တခါထပ်ဖြစ်တာပါလေအယိုးသေးလုံး radical ကိုအဆုံးရောက်နေဖြစ်ကုန်တာအဲ့ဒီအချိန်မှာငကားဝင်တယ်ဘလူးဝင်တယ်တရဲဝင်တယ်ဖင်ထဲဝင်တယ်ဆိုတော့လှုပ်လိုက်တော့အဲ့မှာခါတဲ့ရှုပ်ဝင်သွားနေမှာဘာသာတရားပျက်စီးသွားတာလုံးဝဘုန်းကြီးတွေရတယ်ဇေဒီပရိုးတွေတဲမှာဘာလို့မှအဲ့ဒါတွေရတယ်အလွေးကြီးအဲ့တော့အကွာလို့ပြောစัญญင်ပဲပြောတယ်အခုဖြစ်ကြီးနဲ့စัญญင်ပဲကြီးဖြစ်မနေဘူးလားဖြစ်နေတာပေါ့ဒါပေမဲ့အတွေးကောပိုင်းဆိုင်ရာမှာကြတော့လွဲကုန်အဲ့ဒီလူတွေကအခုလွယ်လေးနဲ့ကလဆက်ဝင်သွားတယ်ခရိယန်ဆက်ဝင်သွားတယ်ခရစ်ယာန်မဟုတ်ဘူးနော်ခရိယန်လို့ခေါ်တယ်ပမာလို့ခရစ်ယာန်လို့ပြောရင်အင်္ဂလိပ်လိုခရစ်ယာန်လို့တဲ့တယ်ပြောတိတိပြောကြကြပြောခရိယန်မှာလားဝင်သွားတယ်မွတ်စလင်မှာလားဝင်သွားတယ် mostly ဟာဒါဟုတ်မှာပဲလို့ထင်သွားကြတယ်ဘာလို့ကိုတိရဲ့မျိုးဖလာကကိုတိတာထက်ပုံညံ့တဲ့လူတွေရဲ့တုံတင်ဆုံးမမှုအောက်မှာကိုနိုင်ဗုဒ္ဓအယုံကြည်အင်္ဂလိပ်ကြီးဖြစ်သွားလွဲနေစပြီအဲ့ဒီအစလွဲလို့တာပဲအဲ့တော့အခုခုနပြောတဲ့ဘာဘာရီဒိုဘီဒိုရဲ့ဒီရာဇဝင်အကြောင်းအခုအရင်ကရေးဘူးပါတယ်ခဏခဏရေးဘူးတယ်ဒါလည်းအခုတည်းဒီနေ့ကအချိန်လေးရလို့အလုံးလည်းမသွားလို့တနေကုန်လည်းအိမ်မှာရှိနေတယ်မနေ့ကဒီနေ့ဒီအဲ့ဒါကိုခါလေးပဲရေးနေပြီလို့ရေးလိုက်တဲ့အခါမှာအခုကိုနိုင်ဗာမြင်လဲလို့ပြောချင်တာလက်စော်ဗျာသူကိုနိုင်သူဘယ်ကိုသွားမလဲဆိုရင်လမ်းညွန်ချက်ကိုသူအများကိုပြီးခဲ့တာအဲ့ဒီဘုရားကျောင်းကြီးဟာဟိုးရှေ့နှစ်ပေါင်းထောင်ကျော်တွေကပြတ်ကွယ်သွားတာ1983မှာအင်ဒိုနီးရှားအစိုးရပြန်ဖော်လာအဲ့မာရဘီမီလောင်ဆိုမရှိတော့ဘူးအဲ့လေဖုံးသွားတာအဲ့တမှာဂျိုသားတွေရှိတယ်ဘာကြောင့်သူ connection လို့ရှိတယ်အဂျိုသားလို့ပြောတော့မင်းတို့ကလည်းဖျားမမြူးနဲ့ဖျားလောင်ကိုယ်ွယ်သေးတာပဲကွယ်မြတ်စွာဘုရားမင်းမြင်ဘူးလို့လားအလားရှင်မြတ်မင်းမြင်ဘူးလို့လားယေရှုမင်းမြင်ဘူးလို့လားမောရှေခေါ်မိုးဆက်ကိုမင်းမြင်ဘူးလို့လားဒေးဗစ်ကိုမင်းမြင်ဘူးလို့လားဆူလေမန်ကိုမင်းမြင်ဘူးလို့လားဟာလားဟီဘရုကျမ်းမှာပါတဲ့ဖျားတွေမင်းမြင်ဘူးလို့လားတမန်တော်မြင်ဘူးမင်းဘာမှမမြင်ဘူးငါတော့မှဗီဒီယိုနဲ့မြင်ဘူးလားမင်းဘာမှမမြင်ဘူးပဲနဲ့မင်းကဆောင်းမန်ကလာနေနားမယ်မင်းဆောင်းမန်နေရှောက်ယုံနေတယ်ဟုတ်ပြီလားစာဖတ်နေအဲ့ဒါရာဇဝင်ရှိတယ်ထုတ်ပတ်တိအမှန်ကြီးရှိတယ်documentary တွေအများကြီးရှိတယ်အဲ့မှာမင်းသိလာလိမ့်မယ်လေအဲ့တော့မမြင်ရတဲ့ဟာတောင်မင်းကဖျားပါတမန်တော်ပါနတ်တွေပါဒေဝါတွေပါလို့မင်းယုံနေဟိုမှာဒုတဲ့အဆောက်အဦကြီးနေစောက်ခဲ့တဲ့ဟာကြီးတွေကြတော့ဟာဒါကြီးတွေကမဖြစ်နိုင်ပါဘူးလို့မင်းသွားပြောလို့မရဘူးဒါအလကားစောက်ခဲ့တာပေါ့ခုနဂျော်ဒန်မှာရှိတဲ့အဆောက်အဦမိုးဆက်နိုင်မြေRed Sea ကိုဖြတ်ပြီးတဲ့အချိန်မှာဖေရိုဘီယန် Ramsey 3อ่ะအဲ့မှာခိုလုံခဲ့တဲ့နေရာဘယ်သူတွေလောက်ခဲ့တာယနေ့ထိဘယ်သူစောက်မှမသိဘူး as well as ဘာလာမီတော့ဘယ်သူစောက်မှယနေ့ထိမသိတာဒါပေမဲ့အဲ့မှာပြတဲ့မြတ်စွာဘုရားရဲ့သေဖို့ချက်တီကြရှားဖျားနေနဲ့မတူဘူးဖြစ်နေတယ်
ဆိုသူဒီလည်းပဲအခြားသူတွေနဲ့ connection လုပ်သွားတယ်ဘာကြောင့်လုပ်ရတာလဲအဲ့တော့ကိုကတစ်ချက်ထောက်ပြလို့နိုးရီကိုတည်တယ်နိုးအားမွတ်စလင်ကနိုးအားအစ္စလာမ်ကိုခေါ်တယ်သူ့အဖေနှစ်တည်းနှစ်ထောင်နေတော့သူ့အဖိုးနှစ်ထောင်နေတော့သူကိုယ်တိုင်နှစ်ရှိရနေသွားတယ်ဘလို့နေရလဲလို့အကောသိပ္ပံပညာရှင်တွေယနေ့ခေါင်းတော့သွားတယ်စဉ်းစားလို့မရဘူးဘယ်အစားအစာတွေစားတာလဲဟို biology ပေါ့ biology ပေါ့ bio ပေါ့တဘာဝကြတယ်ဘာတည်းမှာပြောချင်တာပြောဒါပေမဲ့ तू နှစ်ရှစ်ရတထောင်သူ့အဖေရောသူ့အဖိုးရောသူ့ဘိုးရောအကုန်နေရဘာကြောင့်ငါတို့ကအသက်89တဲ့တရားနဲ့သိတာတော့ဆိုတော့ဖះကဘာပြောလဲဒီလေမြတ်စွာဘုရားတော်ခေါ်နေပြောရတယ်တို့တွေခင်မှာမရှိတော့ဘူးဆိုဒါလုံးဝ2500ကသူပြောခဲ့တာအဲ့ခင်မှာမရှိတော့ဘူးလေရုပ်သိမ်းခြင်းခံရတယ်အဲ့တော့ဘလို့ရုပ်သိမ်းခြင်းခံရလဲဆိုတော့တိဘက်ဘုန်းကြီးကတိဘက်မှာတစ်ခါထပ်ရှင်းတယ်ဒီဥစ္စာကိုအဲ့ပြောအများကြီးပြောတော့မှာအဲ့တော့တို့တွေခင်မှာတို့တွေဟာအသက်ရှည်ဖို့အတွက်လှုပ်ဖို့နေနေတာရုပ်ပြိုကိုနှုတ်ဖို့အတွက်တောင်သိပ္ပံကတေချာမလုပ်နိုင်ဘူးအဲ့ဒီချိန်မှာသူကသိပ္ပံမပေါ်ဘဲနဲ့နောအေကနှစ်ရှိရနေသွားတယ်သူ့အဖေကနှစ်ထောင်နေသွားတယ်အဒုစလမ်ရဲ့အဖေကဟိုပြောပါတယ်နာမည်မေ့သွားတယ်ထားပါသူတို့တွေဘာကြောင့်အဲ့လိုနေခဲ့ဆိုထောက်တာအတိတ်ကြရှိအဲ့ဒါ Hebrew Bible မှာပါတာနော် Hebrew Bible ဆိုတာဟေဘရဲကျမ်းပေါ့ကွာဂျူးကျမ်းပေါ့ကွာကျွန်တော်ဟိုဘာခေါ်မလဲတမန်ကျမ်းဆိုတာ copy ဟိုကုရ်အာန်ဆို copy ကိုပြောတာဟို original ကအဲ့တိုင်းပြောတာအဲ့တိုင်းရေးခဲ့တာအဲ့တိုင်းနဲ့အထောက်ထားတွေကမှန်တယ် Red Sea မှန်တယ်နိုးစီးခဲ့တဲ့လှေကြီးတူရကီမှာယနေ့ရှိတာမှန်တယ်ပင်လယ်နဲ့ဖြစ်ခဲ့တာမှန်တယ်ရေးကြည့်ပြီးတော့ Great Floods ပြီးတော့မှ Black Sea ဆိုဖြစ်တာမှန်တယ်အထောက်အထားတွေအခုတွေ့ရမသိဘူးဒါထားပါဒါတမန်ကရှန်ကလက်တန်းပြောရတယ်အထောက်အထားတွေပြောအများကြီးပြောရမှာအဲ့တော့ကိုပြောကြဘုရားဗျာမြတ်စွာဘုရားသူဓာရီဟာသူဘဝသူမိုးဆက်ဆက်ဓာတ်လူတွေခစ်ပြိုင်သူဟာအတူတူပဲခစ်ကသူကဒီဘက်မှာဟုတ်သူကမင်းတို့ကြီးမှာသူကအနောက်ကြီးမှာဒါပဲကွာခစ်ကတစ်ခစ်ထဲသူတော့သွားတာဟိုဂရိကဆိုဂရိဟိုဒါအရစ်တိုတယ်ဆီယာနာမည်တော့သူတို့တွေနဲ့ခစ်ပြိုင်နေအတွေ့အကြုံပိုင်းဆိုင်တိတ်တော်တဲ့လူတွေပေါ့ကွာတည်ရမှာဆိုတော့ပြောချင်တာပါလေဆိုဘာသာတရားဆိုအတွေ့အကြုံပိုင်းဆိုင်ရသွားတာကြင်ကြံပိုင်းဆိုင်ရသွားတာဒါပေမဲ့တို့နောက်ဆုံးတို့ကထေရဝါဒဖြစ်တော့ဘာဖြစ်လဲဆိုတော့ဒါသဘောပြောပြတာစောကားတာမဟုတ်ဘူးနော်အဲဆိုတချို့ကလည်းဘလူးတွေမြင်နေတော့ကိုမသိဘူးတော့ဒီလိုပါသူတို့လိုက်ကြင်ကြံပြီးလုံးမဲ့စားဖင်ကုန်ရှိခိုးလိုက်တာလွဲနေတာဟုတ်ပါအဲ့တော့ကုန်းရတော့တာပေါ့ကုန်းတော့ကုန်းပေါ့ကွာကုန်းလိုက်ပြကုန်းတာပေါ့အမှန်ကြင်ကြံပြရအကြင်ကြံကြီးကဘယ်အစားဆိုဝိပဿနာဆိုအဲ့နှာခေါင်းကစားအဲ့နှာခေါင်းကြောင့်တော့ပြောပြမယ်ကြုံလို့ဒီနေ့အတွက်ပြောရင်းနဲ့ဘာမှမဟုတ်တနိုင်ဖြစ် sorry စိတ်မရှိနဲ့ကိုညီကိုမောင်မလေးဟဲ့တို့ပဲ